Hello အားလုံးပဲမင်္ဂလာပါရှင်မမေကတော့ Miss Hein Gaming Shop ကမမေဟိမဖြစ်ပါတယ်တယ်လီကိုဒါမဲ့ February 20ကြလို့ရှင်เนาะကိုတယ်လီကို Forward New App ကန်လာပါမယ်เนาะ February 20ရက်နေပါရှင်ဆိုတော့အဲ့ဒီမှာလာရင်ဖောက်ဖို့အတွက်မဟိကတော့စောစောစီစီဂျမ်တုံးလေးတွေလဲထားပါတယ်မဟိကတော့ဂျမ်တုံးကကိုတယ်လီကို2တုံးမဲ့ရတယ်ရှင်သူကဒါမျိုးပေါ့เนาะဒီ White Soul Coin လို့ခေါ်မှာပေါ့เนาะမဟိမှာရှိရဲ့ဂျမ်2တုံးနဲ့အဲ့မှာ F4 မှာလဲဖို့အတွက် Coin သူက2တုံးရပါတယ်เนาะဆိုတော့အမှန်က Coin 3ခုရပြီဆိုလို့ရှိရင်เนาะ F4 တစ်ခုနဲ့လဲလို့ရမှာဖြစ်ပါတယ်ကိုတယ်လီဆိုတော့မဟင်းကကွာရနှစ်ခုပဲလဲလို့ရတယ်ပေါ့နော်ဆိုတော့ကိုတယ်လီရောကွာနေဘလောက်နဲ့လဲထားပြီးကြပြီလဲလဲရသေးဆိုလို့ရှိရင်အခုပဲသွားလဲကြဖို့မဟင်းပြောချင်ပါတယ်ရှင်ကဲလာပါပြီလား N416 ကိုတယ်လီမဟင်းတို့တူတူကြည့်ကြမယ်ဘယ်လိုလေးတွေလာမလဲပေါ့နော်မဟင်းမြင်တာကတော့ဒီ N4 လေးကပေါ့နော်ဒီတဲဆန်းကနေထုံလုံးလိုက်တယ်သူတို့တရုတ်နှစ်တက်ကူမှာပေါ့နော်ဆိုတော့အခုမြင်နေရတဲ့အရာလေးကတော့မင်းတို့ဒါဂလိုက်တာလေးတွေဖြစ်ပါတယ်เนาะဆိုတော့ဒီ N4 ပုံစံကိုမင်းခံမှန်းကြည့်ရတဲ့လောက်ဆိုလို့ရှိရင် Saver Guru နဲ့ရောမျက်လုံးထဲမှာသွားတော့ဆင်နေရပေါ့เนาะဒါပေမဲ့ Saver Guru မဟုတ်ပါဘူးပတိကိုပြောတာเนาะပတိခန်းနဲ့မဟိမျက်လုံးထဲမှာသွားတော့ဆင်နေဒါပေမဲ့မဟုတ်ပါဘူးလို့ဒီကောင်လေးကပို့ပြီးတော့လှပါတယ်เนาะအသက်ထက်လာမဲ့ N416 ရဲ့နာမည်လေးကတော့ကိုတယ်လီကို Crimson Sky Blade လို့ခေါ်ပါတယ်เนาะအခုလက်ရှိမြင်နေရတာလေးကတော့မဟိပေါ့เนาะဒါ level 1ကနေ level 2 3 4 5 6 level master ဒါပြပေးထားတာဖြစ်ပါတယ်ဒါမဲ့ February 20ကြလို့ရှိရင်လည်းဂိမ်းထဲမှာရောက်ရှိလာမှာဆိုတော့ခဲဒါလေးကတော့ hit effect လေးပါ hit effect လေးကတော့ပြထားတဲ့အတိုင်းဆိုလို့ရှိရင်လမ်းနေတော့ကိုတယ်လီဆိုတော့N4 ကတော့တဲဆန်းကတော့မယုံကြည်ရဲ့ N4 ကဂန်းတွေထဲမှာအမြင့်ဆုံးဂန်းဖြစ်တယ်ဈေးကွက်ထဲမှာလည်းအလူကြိုက်အများဆုံးအဟော့ဆုံးပေါ့နော်လူကြိုက်အများဆုံးပဲဘာလို့ဆိုတော့ N4 မကြိုက်တဲ့လူမရှိတဲ့လောက်ပဲလीနော်mine ထင်တယ်တရားမှာတယောက်လောက်ပဲ N4 မကြိုက်ရလောက်မဲ့လူများတယ်လို့ရှိမယ်လို့ထင်တယ်ပေါ့နော် mine တော့ N4 ကိုကြိုက်တယ်သူကအနီးပဲပြစ်ပြစ်ဝေးပဲပြစ်ပြစ်သူကအရာအလုံးစင်ပြေနေရကွာသိလားလူကြီးလူငယ်မယူကြိုက်တဲ့ဂန်းလေးပေါ့နော်ကိုဒီနောက်ဆုံးလာမဲ့ February 20မှာထွက်မဲ့ N4 ဆိုလို့ရှိရင်တော်တော်များများကစောင့်နေကြတာဖြစ်ပါတယ်ရင်လိန်လည်းခုန်နေကြတယ်မဟင်းကိုယ်တိုင်လည်းအဲ့ဒီကြလို့ရှိရင်ကိုတယ်လေးကိုဖောက်မှာဖြစ်တဲ့ကြောင့်မလို့မဟင်း live stream လေးကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကိုတယ်လေးကိုလာမဲ့ February 20မှာထပ်ရှိလာမဲ့ N4 လေးကိုအကောင်းဆုံးအလှဆုံးရရှိပြီးတော့ level max ထိရအောင်တင်နိုင်ကြပါစေလို့မဟင်းကဆုတောင်းမိလိုက်ပါတယ်ရှင်ဒါလေးရောကိုတယ်လေးကိုဒါ level max effect လေးနော်ခင်းလေးရောက်မှာပဲမဟင်းတို့ထပ်တည်ကြမယ်နော်ဆိုတော့ဒါလေးကမင်းဒါအမီလေးလာပြပေးရပါရှင်အားလုံးပဲကျမချမ်းသာပြီးတော့တာယာပျော်ရွှင်လှပတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေလို့မဟင်းကဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်ရှင်ပတ်တီနဲ့ကျန်းစာလေးနဲ့ပတ်သက်ပြီးတော့မဟင်းအမြဲတမ်းပေါ့နော်တင်ပေးနေတဲ့ဒီမဟင်းရဲ့ Missing Gaming Shop page လေးကို like and follow နဲ့ subscribe လေးလုပ်သားပေးဖို့မိပါနဲ့ဦးနော်ကိုတယ်လေးကိုမဟင်းညစဉ်ညတိုင်းည8ခွဲတိုင်း YouTube TikTok နဲ့ Facebook မှာမဟင်း live stream မြဲရှိပါတယ်ရှင်ကိုတယ်လေးကိုအားလုံးပဲတတာ